Hello everyone, and welcome back to the Cloud 64. ဥရောပတိုက်ကရဲတိုက်ကြီးတစ်ခုထဲမှာတော့တောင်းကျမ်းထားတဲ့ချင်းမတစ်ကောင်ရှိနေခဲ့ပါတယ်။အသက်6နှစ်အရွယ်ဗန်ပိုင်ယာကောင်လေးလိုးလာတာကိုမြင်တော့ချင်းမဟာအနားကိုပြန်သွားပြီးတွေးသွားဆုပ်လိုက်တာပေါ့။ဗန်ပိုင်ယာကောင်လေးကလက်နဲ့ရိုက်ချလိုက်ပေမဲ့ချင်းမကတော့လွတ်အောင်ပြန်ထွက်သွားနိုင်ခဲ့ပါတယ်။ပုံမှန်ဆိုရင်သူကပဲသူများတွေးကိုစုပ်နေကြဖြစ်ပေမဲ့ဒီနေ့တော့အကိုက်ခံလိုက်ရလို့ဗန်ပိုင်ယာကောင်လေးဟာတော်တော်လေးကိုဒေါသထွက်သွားခဲ့ပါတယ်။ချင်းမဟာဗန်ပိုင်ယာတွေးကိုစုပ်လိုက်ရလို့မူရစ်ပြီးနေရဲပြောင်လက်လာခဲ့ပါတယ်။ဗန်ပိုင်ယာဒေါသထွက်နေတာကိုမြင်တော့ညံ့ညံ့ဆက်ဆန်ပဲရဲတိုက်ထဲကပြန်ထွက်သွားပြီးမီတာ1000အမြင့်ထိပြန်တက်ကကိုရီးယားသွားမဲ့လေယာဉ်ပေါ်ရောက်သွားခဲ့ပါတယ်။ဗန်ပိုင်ယာကသူ့ကိုလွတ်ထားမှာမဟုတ်ဘူးဆိုတာသိလို့ခဏတာတိုင်းပြည်ပြင်ပမှာသွားပုံးနေဖို့ဆုံးဖြတ်လိုက်တာပါ။ကိုရီးယားကိုရောက်ပြီးတဲ့နောက်လမ်းမှာမတော်တဆဖြစ်လူမိဘဖြစ်ခဲ့တဲ့ကုန်ကားတစ်စီးပေါ်ကိုပြောင်းလာလိုက်ပါတယ်။ခဏကြာတော့နှစ်ဖက်ကဒရိုင်ဘာတွေလမ်းလည်မှာတကယ်ကိုအကြီးအကျယ်ရန်ဖြစ်ကြတော့တာပါပဲ။ချင်းမဟာဘာဖြစ်လဲဆိုတာတွားကြည့်တဲ့အခါဒရိုင်ဘာတယောက်ကမရက်မနာအော်ဟစ်ဆဲဆိုနေတာကိုတွေ့လိုက်ရပါတယ်။ဒီတော့ driver ကိုတင်ကန်းစာနည်းနည်းပေးချင်တာနဲ့သွားကြိုက်လိုက်တာပေါ့။တို့ပေမဲ့ထိုလူကအကိုက်ခံလိုက်ရလို့တုံ့လောက်သွားပြီးလက်နဲ့ရိုက်ချလိုက်တာကြောင့်ချင်းမခမရတန်းပြီးပြပြတည်ဆုံးသွားခဲ့ရပါတယ်။ဒါဟာဖြင့်ကမ္ဘာပထမဆုံးသောနေဆက်ဖြတ်ကျော်ဗန်ပိုင်ယာချင်းမရဲ့စက်သိမ်းမှာပဲချင်းကိုက်ခံလိုက်ရတဲ့ driver ဟာချက်ချင်းဆိုသလိုပဲမျက်လုံးတွေဝေဝါးသွားပြီးမြင်ကွင်းတစ်ခုလုံးဆက်ခဲသွားခဲ့ပါတယ်။နောက်တနေ့မနေ့ရောက်လို့လိုးလာတဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေဟာရွှေရောင်ပြောင်းနေပြီးပါးစပ်မှာအဆွဲတွေနဲ့ဦးလန်းချောင်းတွေရှည်ထွက်လာတာကိုတွေ့လိုက်ရလို့မိမိကိုယ်ကိုတော်တော်လေးထိတ်လန့်သွားခဲ့ပါတယ်။ဒါပေမဲ့တေချာပြန်စစ်ဆေးကြည့်လိုက်တဲ့အခါမူလအတိုင်းပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။သူဟာအစင်မြဲဆိုသလိုကာစီနိုပိုင်ရှင်စမ်းပေါင်းနဲ့ပူပေါင်းပြီးရဲတွေဝင်ဖမ်းမဲ့တဲ့တင်းကိုကြိုတင်သတိပေးလေးရှိတာကြောင့်ရဲစခန်းကဘာမှဖမ်းမမိပဲလက်ကြီးပလာနဲ့ပဲအမြဲပြန်လာရလေးရှိပါတယ်။သူ့မှာချစ်သူကောင်းမလေးရှိနေပေမဲ့လည်းဖြူတွေမှာအမျိုးသမီးတွေနဲ့ပျော်ပါရတာကိုကြိုက်နှစ်သက်သူဖြစ်ပါတယ်။အချစ်ရောအလုံးမှာပါတစ္ဆာမရှိတဲ့ဒီလူဟာထိုညမှာပဲတကောင်နဲ့တော့ဗန်ပိုင်ယာချင်းရဲ့အကိုက်ကိုခံလိုက်ရတာဖြစ်ပါတယ်။အတော်အတွင်းမှာပဲရဲစခန်းကိုလူတက်မှုတစ်ခုသတင်းရောက်လာခဲ့ပါတယ်။ဒီရှောင်းလဲအခင်းဖြစ်ပွားရနေရကိုစုံစမ်းဖို့တွားခဲ့တာပေါ့။ကတင်ဘော်ကသွေးတွေကိုမြင်လိုက်ရတာနဲ့တင်သူဟာတရွေးတွေကိုမရက်မနာတမျိုးချနေပြီးတော့တာပါပဲအလုပ်တွေပြီးသွားလို့ဓာတ်လေကားနဲ့ရောက်တဲ့အခါရှေ့မှာရက်နေတဲ့မျိုးသမီးငယ်ရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်နဲ့40မီတာလောက်ရှိလျားနေတယ်လို့မြင်တွေ့ရတဲ့လေပင်ကိုကြည့်ပြီးသူ့မှာခံစားချက်တွေထချော်လာခဲ့ပါတယ်အဲ့ဒီမှာပဲသူဟာဗန်ပိုင်ယာအဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ပါတယ်မှန်တယ်မှာမိမိကိုယ်ကိုဗန်ပိုင်ယာအဖြစ်မြင်လိုက်ရတော့သူဟာဝက်တကောင်လိုဆူဆူဝါဝါအော်ဟစ်လိုက်တာကြောင့်ပတ်ဝန်းကျင်ကလူတွေကသူ့ကိုအယူတယောက်နဲ့တွေ့နေရပြီလို့ထင်သွားကြပါတယ်နောက်တော့သူဟာတက်ကြက်ကြီးနဲ့အတူအမျိုးသမီးအတွင်းဝတ်တွေတွားဝယ်ရင်းဒီဇိုင်းမျိုးစုံကိုမြင်လိုက်ရတဲ့အခါဒီရှောင်းမှာခန်းစားချက်တွေထပ်မံထချော်လာပြန်ပါတယ်။မိမိကိုယ်ကိုဘာတွေဖြစ်နေမှန်းမသိတော့တာကြောင့်လေကောင်းလေတန်ရဖို့လမ်းမပေါ်ထွက်လာခဲ့လိုက်ပါတယ်။တို့ပေမဲ့လမ်းမပေါ်မှာလည်းဆွဲဆောင်မှုရှိတဲ့အလှပကြော်လေးတွေနဲ့ပြည့်နေနေတာကိုမသိခဲ့ပါဘူး။ဒါဟာဒီရှောင်းအတွက်တော့လုံးဝတက်ညမှုမရှိတဲ့မြင်ကွင်းတွေပါပဲ။ဒါနဲ့ပဲသူဟာဖုံးတော်ကြီးထံတွားရောက်ပြီးစာပွဲဝင်တိုင်တီးလိုက်ပါတယ်။မိမလာလာလေးတွေကိုမြင်လိုက်ရရင်ခံစားချက်တွေထကြွလာတတ်တယ်လို့ရှောက်ထားတော့ဘုံတော်ကြီးကဒါဟာပုံမှန်ယောက်ျားတစ်ယောက်ရဲ့သဘာဝပဲဖြစ်ကြောင်းငါအသက်အရွယ်နဲ့ဆိုခံစားချက်ထက်ချင်ရင်တော့ထလို့မရတော့ဘူးလို့ပြန်လည်မိန့်ကြားခဲ့ပါတယ်။ဒါပေမဲ့ဒီရှောင်းကဗန်ပိုင်ယာအဖြစ်ပြောင်းသွားတတ်တယ်လို့ပြောလိုက်တာကြောင့်ဘုံတော်ကြီးဟာချက်ချင်းဆိုသလိုပဲဗန်ပိုင်ယာမှုဆိုကိုဖုံးဆက်ခေါ်လိုက်ပါတော့တယ်။ကံကောင်းစွာနဲ့ပဲဒီရှောင်းမှာတနက်ပါလာပြီးသူဟာရဲရရှိတစ်ယောက်ဖြစ်ကြောင်းပြသလိုက်တာကြောင့်ဗန်ပိုင်ယာမှုဆိုလည်းမလှုပ်ရှားရခဲ့ပါဘူး။အသက်ခံလိုက်ရတဲ့သူဟာစမ်းပေါက်ရဲ့တပည့်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။စမ်းပေါက်ကိုရဲစခန်းကိုခေါ်ဆောင်လာခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲသူဟာတစ္ဆာရှိသူဖြစ်လို့ဒေရှောင်းရဲ့သတင်းကိုထုတ်မပြောခဲ့ပါဘူး။စုံစမ်းစစ်ဆေးမှုအတွင်းမှာတက်ကြက်ကြီးဟာတေဆုံးသူရဲ့စည်ရင်းစရာစာအုပ်ကိုရရှိသွားခဲ့ပါတယ်။အဲ့ဒီထဲမှာကာစီနိုနဲ့ပတ်သက်တဲ့အချက်အလက်များစွာပါဝင်နေတာပါ။စမ်းပေါက်ကဒေရှောင်းကိုထိုစာအုပ်ကိုနီလန်းမျိုးစုံသုံးပြီးပြန်ယူပေးဖို့မဟုတ်ရင်ဒေရှောင်းတေပြီးလို့ချိန်ချောက်လိုက်ပါတယ်။ညဘက်ရောက်တော့ဒေရှောင်းဟာတက်ကြက်ကြီးကိုညစာဖိတ်ကျွေးပြီးမူးအောင်တိုက်ကစာအုပ်ကိုခိုးယူဖို့ကြံစည်ခဲ့ပါတယ်။ထင်မှတ်မထားပဲတက်ချက်ကြီးကအခြေရေးအကြောင်းတွေကိုစတင်ပြောဆိုလာတာကြောင့်ဒေရှောင်းမှာလှုပ်ရှားရခတ်သွားခဲ့ပါတယ်။ရုတ်တရက်တက်ချက်ကြီးဟာတန့်စင်ခန်းသွားဖို့ထသွားခဲ့ပြီးဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။ဒေရှောင်းဟာဖုန်းတွေဆက်တိုက်ဆက်ရင်းလိုက်ရှာခဲ့ပေမဲ့တက်ချက်ကြီးရဲ့အရေးအယောင်ကိုပင်မတွေ့ရပါဘူး။နောက်ဆုံးမှာတော့ပွဲကင်းသေးလေးတစ်ခုနာကတက်ချက်ကြီးရဲ့ဖုန်းတန်ကိုကြားလိုက်ရပါတယ်။တက်ချက်ကြီးဟာဒဏ်ရာတွေရရှိထားပြီးမြေပြင်ပေါ်မှာလဲကျနေခဲ့တာပါ။ဒေရှောင်းလည်းတက်ချက်ကြီးကိုစေးရုံတို့အမြန်မှတ်ပြီးတည်ဆောင်သွားခဲ့ပါတယ်။ဆရာဝန်တွေကစနေစင်မှာပဲရဲစခန်းတွင်းကဒလန်ရဲ့ပုံတူရုပ်ပုံကိုရရှိသွားခဲ့ရာအဲ့ဒီဒလန်ဟာဒေရှောင်းဖြစ်နေခဲ့ပါတယ်။ဒေရှောင်းလည်းချက်ချင်းလှည့်ထွက်ပြေးခဲ့ရပါတော့တယ်။သူဟာစမ်းပေါက်စီသွားပြီးရဲကိုဘာလို့တိုက်ခိုက်ရတာလဲလို့တွားရောက်စစ်စစ်မေးမြန်းခဲ့ပါတယ်။စမ်းပေါက်ကစာအုပ်ကိုစွန့်လွတ်ခိုင်းပေမဲ့ဒေရှောင်းကငင်းဆန်ပြီးစမ်းပေါက်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီမှာပဲသူဟာတုံးနဲ့ရိုက်နှက်ခံလိုက်ရပြီးတတိလစ်သွားခဲ့ရပါတယ်။ပြန်နိုးလာချိန်မှာတော့သူဟာလူရက်ခံလိုက်ရပြီဖြစ်ပါတယ်။စမ်းပေါက်ဟာစာအုပ်ကိုဓာတ်ရိုက်ပြီးရှုပ်ဖြက်စီးလိုက်ပြီးဒေရှောင်းကိုအဆောက်အဦပေါ်ကနေအောက်သို့တိုးချလိုက်ပါတယ်။သို့တော်လည်းဗန်ပိုင်ယာတယောက်ဖြစ်နေတာကြောင့်ဒီလိုမြင်မာတဲ့အမြင့်ကနေပြုတ်ကျတာနဲ့တင်သူတေဆုံးမသွားခဲ့ပါဘူး။ဗန်ပိုင်ယာမှုဆိုကဒေရှောင်းဟာတဘာဝအတိုင်းမကောင်းတဲ့သူမဟုတ်တာကိုမြင်တွေ့သွားပြီးသူ့အိမ်ကိုခေါ်ဆောင်ကမိမိသွေးဖြင့်ကယ်တင်ပေးခဲ့ပါတယ်။ပြန်လည်လန်းဆန်းလာတဲ့ဒေရှောင်းဟာသူ့ရဲ့စွမ်းအားဆန်းများကိုစတင်လို့ထားလာခဲ့ပါတော့တယ်။သူဟာမျက်နှာကျက်မှာစောက်ထိုးတွဲလောင်းခိုးတွဲနိုင်သည့်အထိဖြစ်သွားတာကြောင့်ဗန်ပိုင်ယာမှုဆိုကိုတောင်ထိတ်လန့်သွားစေခဲ့ပါတယ်။
နေအောင်ကြီးဟာသူ့အတွက်တည်စေနိုင်တဲ့အရာဖြစ်လာပြီးမိမလားလာလေးတွေကိုလည်းမခံမရနိုင်ဖြစ်လာခဲ့ရပါတယ်မူဆိုးကသူ့ကိုလူသွေးကိုထပ်မံတောက်သုံးပါကလူဘဝကိုဘယ်တော့မှပြန်ရောက်နိုင်တော့မည်မဟုတ်ကြောင်းသတိပေးခဲ့ပါတယ်ဒေရှောင်းဟာပုံမှန်အားဖြင့်စိတ်လှုပ်ရှားသည့်အခါသို့မဟုတ်လွန်စွာဒေါသထွက်သည့်အခါမှသာဗန်ပိုင်ယာအဖြစ်ပြောင်းလဲသွားလိမ့်ရှိတာပါမူဆိုးကမိမလားလာလေးတွေကိုမြင်ရင်စိတ်မထိန်နိုင်ဘူးဆိုရင်တိုင်းကျန်းကိုပဲလေ့ကျင့်ဖို့အကြံပြုခြင်းနဲ့လို့ပြောလိုက်တာကြောင့်ဒေရှောင်းကိုတော်တော်လေးလန့်သွားစေခဲ့ပါတယ်ထို့နောက်သူဟာစမ်းပေါက်ရဲ့ကာစီနိုကိုတွားရောက်ပြီးရင်းပြိုင်ပွဲကြီးတွေကိုတွားရောက်ပြောင်းလဲပစ်ခဲ့ပါတယ်အဲ့ဒီညမှာပဲဒေရှောင်းဟာလုံးဝအနိုင်ရရှိသွားခဲ့တာပါသူဟာစမ်းပေါက်ရဲ့ရုံးခန်းထဲတွားရောက်ကအရာရာကိုရှုပ်ပွားအောင်လှုပ်ဆောင်ခဲ့ပြီးစမ်းပေါက်တုတ်ပြန်ခွင့်မရခင်မှာပင်တားကောင်လူဆိုးများကိုထိုးနှက်ကအပြင်သို့ထွက်ပြေးခဲ့ပါတယ်စင်ကြံလမ်းမှာလူအုပ်ကြီးနဲ့ထပ်မံတွေ့ဆုံလိုက်ရတာကြောင့်လမ်းမပေါ်သို့အမြန်ထွက်ပြေးခဲ့ရပြန်ပါတယ်ရာရာခက်နေစဉ်မှာပဲဝတ်စားဆင်ရင်မှုနေပါသောအမျိုးသမီးငယ်များဖြင့်ပြည့်နှက်နေသည့်ညကလပ်တစ်ခုအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်ဒီရှောင်းဟာချက်ချင်းဆိုသလိုဗန်ပိုင်ယာအဖြစ်ပြောင်းလဲသွားပြီးစမ်းပေါက်ရဲ့လူဆိုးများကိုတုတ်ပြန်ရန်သူ့ရဲ့ဆွမ်းအားဆန်းများနိုးထလာခဲ့ပါတော့တယ်သူဟာလူဆိုးများကိုလက်သီးဖြင့်ထိုးထုတ်လိုက်ခြေထောက်ဖြင့်ကန်ထုတ်လိုက်လှုပ်ဆောင်ရာခဏအတွင်းမှာပင်အားလုံးကိုလဲပြူကျသွားစေခဲ့ပါတယ်ပတ်ဝန်းကျင်ကလူများကလည်းသူ့ကိုဝမ်းသာအားရတောင်းဖြက်လက်ခုပ်တီးအားပေးခဲ့ကြပါတယ်ရဲများမရောက်ရှိမီမှာပင်သူဟာအခွင့်အရေးယူကထပ်မံထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ထို့နောက်ဒေရှောင်းဟာတက်ချက်ကြီးကိုတွားရောက်ကြည့်ရှုရန်စေယုံသို့သွားခဲ့ပါတယ်တက်ချက်ကြီးကသူ့ကိုပောက်ကရတွေပြောနေတယ်ဟုထင်မှတ်ကရိုက်နှက်ချင်နေခဲ့တာပါစူညံတန်ကြောင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများလာရောက်စစ်ဆေးသည့်အခါဒေရှောင်းဟာရုတ်တရက်မျက်နှာချက်ပေါ်သို့ခုန်တက်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့တက်ချက်ကြီးဟာသူ့ကိုလုံးဝယုံကြည်သွားခဲ့ပါတော့တယ်စမ်းပေါက်ဟာမကြာမီကအခြေအနေများမူမမန်တီကိုခံစားလိုက်ရတဲ့ဖြစ်ပစ္စည်းများကိုမြေအောက်သို့အမြန်ပြောင်းရွှေ့ရန်အမိန့်ပေးလိုက်ပါတယ်ဒီမြင်ကွင်းကိုဒေရှောင်းကတိုက်ရိုက်မြင်တွေ့သွားခဲ့တာပါဒေရှောင်းရဲ့စွမ်းအားများမှာအမခန့်ဖြစ်တော်လဲထိုစွမ်းအားများပေါ်ထွက်လာရန်အတွက်ဆွဲဆောင်မှုရှိသောအမျိုးသမီးငယ်များကိုမဖြစ်မနေစတင်မြင်တွေ့ရမည်ဖြစ်ပါတယ်ထို့ကြောင့်သူဟာတန့်စင်ကန်တွင်ပုံးကွယ်ကပုံးထဲမှဗီဒီယိုတူများကိုကြည့်ရှုပြီးစွမ်းအားများနိုးထလာချိန်မှာစမ်းပေါက်ရဲ့လူများရှိရာတန့်စင်ကန်သို့ဝင်ရောက်သွားခဲ့ပါတယ်လက်သီးတစ်ချက်တည်းဖြင့်တယောက်ပြီးတယောက်လဲကျအောင်ထိုးနှက်ခဲ့ပြီးခဏအတွင်းမှာပင်လူအားလုံးကိုနှိမ်နှင်းလိုက်နိုင်ကအမြောက်များရှိသောမူရစ်စေဝါများကိုတွေ့ရှိသွားခဲ့တဲ့ဖြင့်ရဲလုတ်ပေါ်ကိုင်ဖက်များထံချက်ချင်းဖုံးဆက်တိုင်ကြားခဲ့ပါတယ်ထွက်ခွာရန်ပြင်ဆင်စဉ်မှာပင်စမ်းပေါက်ရဲ့တပည့်အစ်များထပ်မံရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဒေရှောင်းရဲ့စွမ်းအားများပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်သူ့ရဲ့စွမ်းအားများမှာအမခန့်ဖြစ်တော်လဲအချိန်ကြာကြီးမခံပါဘူးဖုန်းထဲမှာဗီဒီယိုများကိုကြည့်ရင်းဆက်လက်ထွက်ပြေးနေစဉ်မှာပဲမတော်တဆမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ပါတယ်ဖုန်းကိုပြန်ကောက်ယူလိုက်သည့်အခါဖုန်းမှာကွဲအပ်သွားပြီးဖြစ်တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲရှေ့တစ်တဲမှာဆွဲဆောင်မှုရှိသောမျိုးသမီးငယ်တဦးပေါ်ထွက်လာခဲ့ပါတယ်ခြေတန်းရှိတောက်ဖက်နှက်ဝေရမ်းနေသောသပင်ရှည်များနှင့်စကတ်တူနီနီလေးကိုဝတ်ဆင်ထားတာပါဒီရှောင်းဟာစိတ်လှုပ်ရှားစွာဖြင့်သူ့မနောက်သို့အမြန်လိုက်သွားခဲ့ပါတယ်ထိုအချိန်မှာပဲအမျိုးသမီးငယ်ဟာပစ္စည်းတစ်ခုကိုမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ပြီးမုန်းကောက်လိုက်သည့်အခါဆွဲဆောင်မှုရှိသောမြင်ကွင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်ဒီရှောင်းဟာချက်ချင်းဆိုသလိုဗန်ပိုင်းဖြစ်ပြောင်းလဲသွားခဲ့ပါတယ်မျိုးသမီးငယ်ဟာလှည့်ကြည့်ကပြုံးပြလိုက်သည့်အခါဒီရှောင်းမှာလန့်ဖြတ်သွားပြီးမူလပုံစံအတိုင်းပြန်ဖြစ်သွားခဲ့ရပါတယ်သူဟာရှေ့သို့ဆက်လက်၍အမြန်ထွက်ပြေးခဲ့ရတာပေါ့ထိုအချိန်မှာပဲရဲကားများစွာရောက်ရှိလာခဲ့ပြီးဒီရှောင်းဟာထိုခွင့်ရေးကိုယူကာလွတ်မြောက်သွားခဲ့ပါတယ်လူဆိုးများကစမ်းပေါက်ထံတွားရောက်ကဒီရှောင်းတည်ဆုံးခြင်းမရှိသေးကြောင်းနဲ့လိပ်စာကိုရဲထံသတင်းပို့လိုက်သူမှာဒီရှောင်းဖြစ်ကြောင်းတွားရောက်သတင်းပို့ခဲ့ကြပါတယ်ဒါဟာစမ်းပေါက်ကိုလွန်စွာဒေါသထွက်သွားစေခဲ့ပါတယ်ထို့နောက်သူတို့ဟာဒီရှောင်းရဲ့ချစ်သူကောင်မလေးကိုပြန်ပေးဆွဲလိုက်ကြပါတယ်ဒီရှောင်းဟာစမ်းပေါက်ရဲ့စခန်းသို့ဒေါသတကြီးမောင်းနှင်သွားခဲ့ပြီးသူ့ရဲ့ဒေါသများကြောင့်ဗန်ဘုံကအဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ပါတယ်ကားပေါ်ကစင်းတီနေတပြိုင်နက်နှစ်ဖက်စလုံးတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပါတယ်တန်ပိုက်ဖြစ်ဒီရှောင်းရဲ့လက်မောင်းကိုရိုက်နှက်လိုက်သည့်အခါတန်ပိုက်မှာကွေးကောက်သွားခဲ့တဲ့ဖြင့်လူဆိုးများမှာကြောက်လန့်သွားပြီးမိသူများရှိသို့မတိုးရဲကြတော့ပါဘူးထိုအချိန်မှာပဲစမ်းပေါက်ဟာခလုတ်ကိုနှိပ်လိုက်ရာဒီရှောင်းရဲ့ကောင်မလေးဟာလေထဲမှာတွဲလောင်းဖြစ်နေကြတာကိုတွေ့လိုက်ရပါတယ်ဒီရှောင်းဟာရန်ကားစွာမပြုတ်လို့ရတော့ပဲလူဆိုးများရဲ့တုတ်ဖြစ်ရိုက်နှက်ခြင်းကိုခံယူနေခဲ့ရပါတယ်ဒီရှောင်းဟာလူဆိုးများကစွမ်းအားများရရှိစေသည်ဟုယုံကြည်နေသည့်သူ့ရဲ့မျက်နှာဖုံးကိုပြန်လည်ရယူခြင်းနေခဲ့တာပါလူဆိုးများကမျက်နှာဖုံးကိုစမ်းပေါက်ထံပေးအပ်လိုက်ကြပါတယ်မျက်နှာဖုံးကိုတက်ဆင်ပြီးသည့်နောက်စမ်းပေါက်ဟာဒီရှောင်းကိုကိုယ်တိုင်ကိုကြားစိန်ခေါ်ရန်တောင်းဆိုခဲ့ပါတယ်ဒီရှောင်းဟာတန်ပိုက်ကိုကောက်ယူကာရှေ့သို့တက်သွားခဲ့ပါတယ်စမ်းပေါက်ကဒီရှောင်းကိုအပြက်ရှင်းရန်ပြင်ဆင်နေစဉ်မှာပဲဗန်ပိုင်ယာမှုဆိုးကဝင်ရောက်တားဆီးပေးခဲ့ပါတယ်သို့တော်လည်းမူဆိုးဟာလူအုပ်ကြီးရဲ့နင်းချခြင်းကိုခံလိုက်ရပါတယ်စမ်းပေါက်ဟာဒီရှောင်းကိုမတက်မီကျိုးကိုဖျက်တောက်ရန်အမိန့်ပေးလိုက်ရာသူ့ရဲ့ကောင်မလေးဟာမြေပြင်ပေါ်သို့ဒိုင်းကနေပြုတ်ကျသွားပြီးလှုပ်ရှားမှုမရှိဘဲလဲကျသွားခဲ့ပါတယ်ဒါဟာဒီရှောင်းကိုလုံးဝဒေါသပေါက်ကွဲသွားစေခဲ့ပြီးမျက်လုံးမြင်မြင်များဖြင့်ဗန်ပိုင်ယာအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်သူ့ကိုတားဆီးရန်ကြိုးစားသည့်လူဆိုးများကိုဒီရှောင်းကလွယ်ကူစွာပင်တွန်းပစ်ခဲ့ပါတယ်စမ်းပေါက်ဟာကြောက်လန့်တုန်လှုပ်သွားပြီးမီတာ40ခန့်အကွာသို့လွင့်ထွက်သွားအောင်ထိုးနှက်ခံလိုက်ရပါတယ်ထို့နောက်ဒီရှောင်းဟာသူ့ရဲ့လေပင်ကိုကိုင်းရောက်လိုက်ပါတယ်ဒီရှောင်းဟာသူ့ကိုကိုက်စားရန်ပြင်ဆင်မှာပဲဗန်ပိုင်ယာမှုဆိုးကမင်းလူသွေးကိုထပ်တောက်ရင်လူအဖြစ်ဘယ်တော့မှပြန်ပြောင်းလို့ရတော့မှာမဟုတ်ဘူးဟုချိန်ကြီးလာရောက်တားဆီးခဲ့ပါတယ်ဒီရှောင်းဟာစမ်းပေါက်ကိုမြေပြင်ပေါ်သို့ပစ်ချလိုက်ပါတယ်တိတ်ခါမရှိသောစမ်းပေါက်ဟာဓားမြောင်ကိုကောက်ယူကာငိုယိုပြီးဒီရှောင်းရဲ့ကြောက်ကပ်ကိုထိုးဆိုင်လိုက်ပါတယ်ထပ်ပေါင်းများစွာသောအထက်တွေပေါ်ကပြုတ်ကျလာတော့မတည်ခဲ့တဲ့ငါကဒီဓာတ်သေးသေးလေးကိုကြောက်ရမှာလေလားဟုဆိုကာဒီရှောင်းဟာစမ်းပေါက်ကိုနှွေးထွေးစွာနမ်းရှုံဖက်ရှက်လိုက်ပါတယ်ထို
ထို့နောက်စမ်းပေါက်တည်ဆုံသွားခဲ့ပါတယ်ထိုအချိန်မှာပဲဒေရှောင်းရဲ့ကောင်မလေးနိုးထလာခဲ့ပါတယ်ဝမ်းနေစရာကောင်းဒီမှာဒေရှောင်းဟာလူဖြစ်ပြန်လဲမနေထိုင်နိုင်တော့ခြင်းပင်ဖြစ်ပါတယ်နောက်ကျောင်းသို့ပြန်မလဲပဲသူထွက်ခွာသွားခဲ့ပါတော့တယ်ထိုအချိန်မှစ၍သူ၏ကောင်မလေးဟာဒေရှောင်းကိုလွမ်းဆွရင်နေ့ရက်များကိုကုန်လွန်စေခဲ့ပါတယ်ဒေရှောင်းဟာတရားဥပဒေစိုးမိုးရေးနှင့်ဖြောင့်မတ်မှန်ကန်မှုကိုထိန်းသိမ်းရန်အတွက်မြို့တော်၏အဆောင်ရှောက်ဗန်ပိုင်းရအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်စွမ်းအားရှင်ဖြစ်အောင်ချင်းကြိုက်ခံရင်တင်ဆက်ပေးလိုက်တာမို့မိတ်ဆွေတို့ကလည်း like နဲ့ share လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ